ပုံရိပ်လေးဝေဝါနဲ့အနေချိုင်ဆုံးအိမ်မလေးတဲ့လုံနိုးလိုက်နဲ့တကဘာလုံးတော့တောင်းဆိုမယ်မနှောက်ရှက်ကြပါနဲ့လူဘဝတိုင်းဟာခဏလေးပဲဆိုကြလေအခဏလေးကိုသူတယောက်တော့ပေးစမယ်ယူလို့မပြောပါနဲ့သဆုံးထိချင်နေမယ်တလုံးမကိုမတရားတဲ့ချစ်ခဲ့တယ်လို့မဆိုဒါပေမဲ့ homie go ပဲချစ်ခဲ့စို့ညနိုးစွာစိုက်ကြခဲ့တော့ပါလေမို့တယူတရားကိုချွေပွေရင်တိမ်မယ်လို့အလေးနဲ့ဆုံးစိတ်နဲ့တခုတော့တောင်းမှမယ်ဟိုပြောင်းလဲမသွားပါနဲ့အားလုံးမဆုံးနေပါကြောင်းငါဒီနေ့တော့လဲအချစ်တန်းဆုံးလို့ဆိုရင်ငါပါသွားခဲ့တယ်ရုပ်ကြည့်ပြီးတော့ချစ်ပါခွေနေကကောင်းဆုံးဖြစ်စေမယ်တောင်းမှမယ်ဟိုပြောင်းလဲမသွားပါနဲ့တောင်းမှမယ်ဟိုပြောင်းလဲမသွားပါနဲ့